ဒါကတော့ဗိုက်စာနေတဲ့အပင်တွေနဲ့တောရိုင်းတိရစ္ဆာန်လေးတွေကြားကထူးဆန်းအံ့သောဖွယ်အပြန်အလှန်အကျိုးပြုပုံအကြောင်း recap လေးပါအသားစားအပင်တို့ဤထူးဆန်းသောအစာရှာနည်းရှင်သန်ဖို့အတွက်အာဟာရလိုအပ်တဲ့တောင်ကွေးအပင်တွေဟာတိရစ္ဆာန်လေးတွေအပေါ်အံ့သောစရာကောင်းတဲ့နီးလန်းတွေနဲ့မိခိုနေကြရပါတယ်ဒါကတော့ဘော်နီယိုကျွင်းမှာပဲတွေ့ရတတ်တဲ့တောင်ပေါ်ရှူးလေးပါသူဟာမနက်တိုင်းအပင်တွေစီအလေလာလိရှိပါတယ်သူကတော့ဒီအပင်ရဲ့အဖုံးပေါ်မှာရှိရဲ့အမွေးလေးတွေကနေထွက်လာတဲ့အချိုရည်ကိုကြိုက်နှစ်တတ်တာပါအပင်တပင်ပြီးတပင်လှဲ့လေပြီးအချိုရည်တွေကိုလက်ယူပြီးတဲ့နောက်မှာတော့ရလက်ကတော့တစ်ခုတည်းပါပဲအလကားရတဲ့အစားအစာအတွက်အပြန်လန်းအနေနဲ့ဒီရှူးလေးတာအပင်အတွက်လိုအပ်တဲ့မြေတိုးစားကိုလက်ဆောင်ပေးခဲ့ပါပဲနေခင်းပါမိုးရွာချလိုက်တဲ့အခါမှာတော့ရှူးလေးတဲ့အညစ်အကြေးတွေဟာအပင်ရဲ့အစာချီအိုးထဲကိုစီးဝင်သွားပြီးအပင်အတွက်အဖိုးတန်တဲ့အာဟာရတွေဖြစ်သွားပါတော့တယ်တချို့အပင်တွေကတော့ဒီထက်ပိုပြီးကြောက်စရာကောင်းတဲ့နီလန်ကိုသုံးပါတယ်အပင်ရဲ့အဖုံးအောက်ပံမှာရှိတဲ့အချိုရည်နဲ့ပိုးရိပ်စိတ်တွေကိုဆွဲဆောင်ပါတယ်မိုးဆန်မိုးပေါက်တွေအရှိန်နဲ့ကျလာတဲ့အခါပိုးရိပ်စိတ်တွေဟာအဖုံးပေါ်မှာမြဲမြံအောင်နဲ့တွေ့ကတ်နိုင်တော့ပဲအပင်ရဲ့အစာချီအိုးထဲကိုပြူကျသွားပါတော့တယ်ဒါဟာအပင်လောကရဲ့တစ်ခုတည်းသောຫນွေဦးထောင်ချောက်ပဲဖြစ်ပါတယ်ခင်ဗျာနောက်ထပ်အပင်တစ်မျိုးကတော့လင်းနို့လေးတွေနဲ့စီးကွားဖက်လုပ်ထားပါတယ်ဒီအပင်ရဲ့ကြောပဲ့နံရံဟာလင်းနို့တွေထုတ်လိုက်တဲ့အတန်လိုင်းကိုအလင်းပြန်ပေးနိုင်တာကြောင့်လင်းနို့လေးဟာအပင်ရှီယာကိုအလွယ်တကူရှာတွေ့နိုင်ပါတယ်ဒီအပင်ရဲ့ပြုံပုံစံအိုးလေးတွေဟာလင်းနို့လေးတွေအတွက်ဘေးကင်းပြီးအိတ်ဆက်လိုကောင်းတဲ့နေရာတစ်ခုပေါ့လင်းနို့တွေကအပင်ထဲမှာခိုလုံခွင့်ရတယ်လို့အပင်ကလည်းလင်းနို့တွေစီကရတဲ့အညစ်အကြေးတွေကနေအာဟာရကိုရရှိပါတယ်ဒီလိုမျိုးတဘာဝတရားရဲ့နှပေါင်းထန်းချီပြီးဖြစ်ပေါ်လာတဲ့ဆံနွယ်မှုတွေဟာအခုဆိုရင်တော့ဆယ်စုနှစ်တစ်ခုအတွင်းမှာတင်ပျောက်ကွယ်သွားနိုင်တဲ့အန်တရယ်နဲ့ရင်ဆိုင်